ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Female Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ runner ရုံနဲ့ပတ်စံရတဲ့ Telegram ပုတ်လေးနှစ်ခုအကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီကောင် AI rate ပေါ့နော် AI rate ဒီကောင်လေးကိုကျွန်တော်တစ်ချက်ဝင်ပြမယ်ဒီမှာပေါ့နော်ဒီနာ star ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာပေါ့နော်ဒီဘက် test ဆိုတဲ့နေရာကိုသွားမယ်ကျွန်တော်ဘာမှ coin ရရမလဲဆိုကျွန်တော် test ဆိုတဲ့နေရာကိုသွားမယ်ဒီမှာပေါ့နော်ဒီမှာသူ့တက်လေးလုံမယ်သူ့ရဲ့ channel လေးကို join မယ်ပေါ့နော်သူ channel လေးတွေ join မယ်ကျွန်တော်ဒီတကောင်ပေါ့နော်2ပွင့်ဖို့နော်သူ coin လေး2ပွင့်ဖို့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုကျွန်တော်တို့ဒီမှာသူပြတာနဲ့သူလက်ညှိုးထိုးတာနဲ့ဘုတ်လေးကိုကျွန်တော်တို့ဒီမှာသူလက်ညှိုးထိုးတာနဲ့ဘုတ်လေးကိုကျွန်တော်တို့ကသွားပြီးနှိပ်ပြီးတော့သွား join ပေးရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့စ run လို့ရပြီဒီတက်လေးတွေလောက်ရမယ်ဒါပဲပေါ့နော်ပြီးရင်ကျွန်တော် refer 10ရောက်ရှာခိုင်းနေပေါ့နော်သူကrefer 10ရောက်ရှာခိုင်းနေကျွန်တော်တို့ refer ရှာဖို့ဆိုရင်ကျွန်တော်မခက်ဘူးပေါ့နော်ကျွန်တော်တို့ fake refer တွေရှိတယ်fake refer တွေသုံးပြီးမှဆိုရင်ကျွန်တော်တို့တွန်ကွိုင်တောင်းလို့ရတယ်ပေါ့နော် fake refer တွေသုံးပြီးမှဆိုရင်ကျွန်တော်တို့အရမြန်နေပေါ့နော်ပြီးကျွန်တော်နောက် mini လေးတစ်ခုကျွန်တော်ပြောပြမယ်လောက်ကိုကရင်းပြီးတော့ဆော့ကျင်နေဆိုရင်ကျွန်တော်တို့ရတယ်ပေါ့နော်အဲ့ဒါမှာ top point ဆိုတဲ့နေရာကနေကျွန်တော်တို့ရင်းပြီးဆော့လို့ရတယ်ဒီမှာကိုကျဟို 2USD ကနေစပြီးရင်းပြီးဆော့လို့ရတယ်ပေါ့နော်ဒါလည်းတော့မခက်ပါဘူးဒီကောင်လေးဆိုကျွန်တော်တို့9ရက်လောက်ဆိုရင်ကျွန်တော်တို့ 1USD ရမယ်ကျွန်တော်တို့အကောင့်ဥပမာကျွန်တော်တို့အကောင့်5ခုလောက်ရှိတဲ့လူဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကဲနောက်ပြီးတော့ကျွန်တော်နောက်ဘုတ်တစ်ခုပြမယ်နောက်ဘုတ်တစ်ခုကဒီအောက်ဟာလေးပေါ့နော်ကျွန်တော်ဒီ link တွေကိုကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော် YouTube description မှာ link ချထားပေးပါမယ်ပြီးကျွန်တော်ဒီအောက်က AI Smart ဆိုတာလေးရှိတယ်ခဏဆောက်ပေးပေါ့နော်ကျွန်တော်ဒီကိုရောက်ပြီဆိုကျွန်တော်ဘယ်လောက်နဲ့စရရမလဲဆိုတော့ 0.50 နဲ့ကျွန်တော်စရရမယ်သူကလည်း refer 10ရောက်ရှာပေးရမယ်ပေါ့နော် refer 10ရောက်ရှာပေးရမယ်ကျွန်တော်တို့ 0.50 ရဖို့တော့ကျွန်တော်တို့ဘယ်မှာသွားယူရမလဲဆိုတော့ကျွန်တော်တက်ကိုသွားမယ်တက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှာရမယ်ပေါ့နော်တက်ကိုသွားမယ်ဆိုရင်ဒီမှာကျွန်တော်တို့မှာ10ရောက်ရှာမယ် refer 10ရောက်ရှာရမယ်ပေါ့နော်ကျွန်တော်လည်း refer 10ရောက်ရှာဖို့ကျွန်တော် fake ဒီနေ့ပဲကျွန်တော် fake refer ထည့်မှာပေါ့နော်ကျွန်တော်ဒီကောင်လေးရတဲ့အကြောင်းကျွန်တော်လာပြောပြပေးတာပေါ့နော်ဒီကောင်လေးကိုကျွန်တော်ထုတ်ပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာလာထုတ်ပါကျွန်တော်ထုတ်ပေးပါမယ် fake refer ထည့်ရမယ်ဒီကောင်လေးလည်းကျွန်တော်9ရက်ဆိုရင်ကျွန်တော်တို့ထုတ်ရမယ်ပေါ့နော်9ရက်ဆိုကျွန်တော် 1USD ရမယ်ဒီကောင်လေး9ရက်ဆို 1USD ရမယ်ပေါ့နော်ကျွန်တော်တို့တယ်အကောင့်5ကောက်လောက်ရှိရဆိုရင်ဒီကောင်လေးအဆင်ပြေတယ်ပေါ့နော်ထွေထူးလည်းဘာမှမရှိဘူးပေါ့နော်ကိုယ့်ရဲ့ဒီမှာ invite ဆိုရင်ကိုယ့်ရဲ့ link လေး coffee ကူးပြီးfake refer ထည့်တဲ့လူဆိုရင် तू က1 offer ကို80ပေါ့နော်80ပဲကြာရပေါ့နော်သူ့သွားပို့လိုက်ကျွန်တော်ဒီမှာ10ရောက်ထည့်လိုက်ပေါ့နော်ဗီဒီယိုလေးကတော့ပါပဲကျွန်တော်ရဲ့ဗီဒီယိုမရှင်းဘူးဆိုရင်ကျွန်တော်ကိုလာမေးလို့ရပါတယ်fake refer မသိရင်လည်းကျွန်တော်ဆက်သွယ်လို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram channel ကနေကျွန်တော်လာဆက်သွယ်ပါဗီဒီယိုတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်